ကြည့်လိုက်တာသူ့တိုင်းပြည်တွင်းကယောက်ျားတွေသူ့မျက်စိတွေတယောက်မှမတွေ့ပြီးရောသတ်ထားတဲ့ကောင်တွေသူ့တိုင်းပြည်ကယောက်ျားတွေကိုတယောက်မှသူကြည့်လို့မရဘသူသွားမြင်လုံးဆိုတော့ဣစုနာမင်းသားနဲ့တကွညီကို9ယောက်သွားမြင်ကြည်စမ်းငါတိုင်းပြည်တွေကယောက်ျားကြီးငါမျက်စိတွေတယောက်မှမမြင်ဘူးလှလိုက်တာမင်းသားလေး9ယောက်လှလိုက်တာ9ယောက်စလုံးလှနေတာပါဝဲတော်ပြီတယောက်ထဲတော့မစုပ်ဘူးလွန်မဟိဒီတွေကစလွန်တာပဲကွာနောက်ပဲထီအောင်လွန်မယ်ဆိုတော့ဆက်နားထောင်ပေါ့တော်ပြီတယောက်ထဲတော့မစုပ်ဘူးမင်းသား9ယောက်စလုံးငါပန်းကုန်း5ခုပြုတ်ပြီးတော့9ယောက်စလုံးငါစွတ်လိုက်မယ်9ယောက်စလုံးပန်းကုန်းလိုက်စွတ်တပတ်ကနဲ့ဝစ်ပြီးတော့သူတို့ကိုစွတ်လိုက်မယ်လို့ထင်တာပန်းကုန်းကြီးယူလာကလေးကငါရှိလာတာကွာစွတ်ဟောလာပဲလို့လိုက်ပါလေဟာဒုတိယလည်းမဟုတ်ဘူးကြည်စမ်းကွာဟေးတို့တိုင်းပြည်ကယောက်ျားတွေဘယ်သူမှမစွတ်ဘူးဟေးမအော်နဲ့ဘယ်ရင်ကြားလို့ဒုက္ခများနေမှာသူကြိုက်တာသူစွတ်တာထိုင်နေကိုပါကိုရေစက်မရှိလို့ကိုမကြိုက်လို့မှမစွတ်တဲ့ကိစ္စကြီးဘာပြောစရာလို့တာထိုင်နေကြိတ်တရားနာပရိသတ်ရေပြောရင်ဆိုရင်လည်းမင်းသား9ယောက်စွတ်တာမျက်တောင်မခတ်ကြည့်ပြီးတော့ငိမ့်နေကြိုက်မိဘခေါင်ကြီးကပန်းကုန်းစွတ်ပြီးပြန်လာတဲ့သမီးလေးကပြောသမီးမဗျာဘယ်နဲ့9ယောက်တလို့စွတ်ရတာတော့အိုးမဗျာကလည်း9ယောက်စလုံးနှစ်သက်တာ9ယောက်လုံးစွတ်မှာပေါ့လွန်နာပေါ့သမီးရဲ့မလို့မဘူးမဗျာရဲ့9ယောက်စလုံးနှစ်သက်တာ9ယောက်စလုံးပဲစွတ်မှာပေါ့သမီးရဲ့9ယောက်စလုံးဆိုတော့အိုးမဗျာကလည်းကြောက်ဖန်ပြီးတောင်ပြီးနောက်ပြီးတွေးမနေပါနဲ့သမီးနှစ်သက်လို့စွတ်တာခမဲတော်သာတော်တင်ပေးကဲဒီလိုနဲ့ပဲတရားနာပြိဿရေသွားပြီးတော့တော်ဥတင်မောင်ဗျာတဲ့သမီးတော်ဒီကိုတိုင်းပြည်ကယောက်ျားတွေကိုတယောက်မှပန်းကုန်းစွတ်ဖဲနဲ့တပါးသောတိုင်းပြည်ကမင်းသား9ယောက်ကိုပန်းကုန်းစွတ်လိုက်ရဲ့9ယောက်စလုံးနှစ်သက်တာတဲ့မောင်ဗျာရဲ့ငါသမီးလေးကြိုးရှိနဲ့လွတ်ထားလွန်ရော့ထဲရဲ့ကွယ်9ယောက်စလုံးဆိုတော့မောင်ယောက်ျားကောင်းတော့မောင်မ1000ယောက်ျားကောင်းမောင်မ1000ဆိုတာအဓိကဖြစ်သောယောက်ျားများသည်မိန်းမသားများကို1000နဲ့မကမိဖုရား16000စံစားတော်လည်းပဲဘာမှမပြောပလောက်ဘူးမိန်းကလေးတယောက်ထဲလောကယောက်ျား2ယောက်တိတိတန်တာမှမရှိတဲ့ကိစ္စကြီး9ယောက်စလုံးဆိုတော့လွန်တာပေါ့မိဖုရားကြီးရဲ့မတော်ဘူးထင်ရဲ့မတော်နေဗျာသူကတော့သူဆန္ဒအတိုင်းပြုတ်ကုန်ပြီကဲဒါဖြင့်နေပါဦးဒီမင်းသားတွေကဘယ်မင်းမျိုးလဲပန္တုမင်းမျိုးတွေပဲပန္တုမင်းမျိုးဆိုရင်မင်းကမွေးတယ်မင်းသမီးဟာမင်းကမွေးတယ်မင်းသားနဲ့ဆိုတော့သမီးကိုငါပေးထားတဲ့စုကိုပြန်ပြီးတော့ဖြစ်စည်းဖို့ဆန္ဒမရှိကဲသူ့ဆန္ဒအတိုင်းသာပေးအပ်လိုက်ပါမိဘခေါင်ကြီး